ကဘာပြက်နေတဲ့အချိန်စာမှုပွဲဖြေနေတဲ့အခန်းတစ်ခန်းမှာဆရာမကစာမှုပွဲဖြေရင်စာမှုပွဲဖြေတဲ့ပုံပေါက်ရမယ်ကောင်းကင်ကြီးပြိုကျလာရင်တော့ခေါင်းမောနဲ့ခေါင်းမောတဲ့သူကစာကိုချတာပဲလို့အော်ဟစ်ကျိန်းမောင်းနေပါတယ်အခန်းပြတင်းပေါက်အပြင်ဘက်မှာတော့မိုးကအင်ဂျီအဝါရောင်ဝတ်ထားတဲ့ delivery သမားလေးတစ်ယောက်ကဆက်လေးတစ်စီးနဲ့ဖြတ်သွားပါတယ်သူ့နောက်မှာလည်းငါးမန်းကြီးကြီးကပါဆက်ကြီးဟာပြီးအသေးလဲလိုက်ကိုက်နေတာလေဒါတော့အဲ့ဒီကောင်လေးကအသက်လူပြေးနေရင်းနဲ့ဖုန်းကြီးတိုင်ကအကိုကြီးကျွန်တော်ကို review အစိုးကြီးမပေးလိုက်ပါနဲ့ဗျာလမ်းမှာငါးမန်းကြီးလိုက်ကိုက်နေလို့ပို့တာနောက်ကျနေတာပါလို့အော်ပြီးပြောသွားပါတယ်တကယ်တော့အဲ့ဒါကရေတွေကြီးပြီးကဘာပြက်နေတာပါတစ်နှစ်လုံးလုံးမိုးတွေစက်တိုက်ရွာပြီးကဘာမြေရဲ့90%ကရေအောက်ရောက်သွားခဲ့တာပါဇလန်းရဲ့မင်းသမီးလေးဟာဈေးပေါ်တဲ့အနားခန်းလေးတစ်ခုထဲမှာရင်းနေနေပါတယ်အသက်လူပြီးတကားဖွင့်မလို့ကြည့်လိုက်တော့သူမရဲ့ချစ်သူကောင်လေးနဲ့အချစ်ဆုံးတငယ်ချင်းမကဖောက်ပြန်ပြီးသူမစီကရိတ်ခါတွေကိုလူအခန်းကိုအပြင်ကနေတော့ခတ်ပြီးအမိုးပေါ်ထွက်ပြေးသွားကြတာပါရေနစ်တေခါနီးလေးမှာမင်းသမီးကငါသာအစားကနေပြန်ဆောက်ခွင့်ရရင်လို့ဆူတောင်းရင်းအသက်ထွက်သွားပါတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့သူမက2026ကဘာမပြတ်ခင်3ရက်လို့ကိုပြန်ရောက်နေပါတယ်သူမရဲ့35ထက်ကစိန်ခံကွန်တိုကြီးထဲမှာပါသူမရဲ့အချစ်ဆုံးတငယ်ချင်းဆိုတဲ့ဟာအပြင်ပန်းမှာသာရိုးသားဟန်ဆောင်နေပြီးကြွယ်ရမှာတော့သူမကောင်လေးနဲ့ဖောက်ပြန်နေခဲ့တာပါကောင်လေးဖြစ်သူကလည်းမင်းသမီးရဲ့ပတ်စံတွေကိုထိုင်ဖြုံးနေတဲ့အချောင်သမားတစ်ယောက်ပါအခုတော့ဒီအကြောင်းတွေကိုမင်းသမီးကြိုသိနေခဲ့ပါပြီတစ္ဆာဖောက်တွေကိုကလဲစားချေဖို့ဆုံးဖြတ်လိုက်ပြီးရှိသမျှ credit card တွေ online ငွေချေး app တွေကနေပတ်စံတွေအကုန်ထုတ်ပါတယ်သူမစီမှာရှိတဲ့အကောင်းစားအိတ်တွေ share တွေကိုပါအကုန်ရောင်းချလိုက်တော့ခဏလေးတွင်းမှတင်ငွေသားရွှင်8တန်းလောက်ရလာပါတယ်3ရက်နေရင်ဒီပတ်စံတွေကစက်ကူတွေဖြစ်သွားပြီးဘာတန်ဖိုးမှရှိတော့မှာမဟုတ်ဘူးလေရိတ်ခါတွေတူလောင်ဖို့နေရလိုတဲ့အတွက်သူမအခန်းဘေးကအလွတ်ဖြစ်နေတဲ့အခန်းနှခန်းကိုပါပေါက်ဆေးထပ်ပို့ပေးပြီးချက်ချင်းဝယ်လိုက်ပါတယ်အဲ့ဒီနောက်လက်ကားစီးကြီးကိုတွားပြီးစမ်းစီဂျုံခောက်ဆွဲစီတုပ်ဘူးတွေရေတန့်ဘူးတွေအများကြီးကိုကုမ္ပဏီဝန်ထမ်းတွေအတွက်လို့အကြောင်းပြပြီးဝယ်ပါတယ်လုပ်သမားတွေငှားပြီးညာဘက်အခန်းထဲကိုအပြည့်ထည့်ခိုင်းလိုက်ပါတယ်ဘဲဘက်အခန်းကိုတော့တစ်ရှူးဆက်ပြာနဲ့ကဘာပြက်ချိန်မှာရွှေလိုတန်ဖိုးရှိလာမဲ့အမျိုးသမီးလာစဉ်သုံးပစ္စည်းတွေကိုအနှစ်20စာလောက်အပြည့်ထည့်ထားလိုက်ပါတယ်သူမကိုယ်တိုင်နေမဲ့အလဲခန်းမှာတော့အစင်းမြင့်အမဲသားတွေတိုးသားလိပ်တွေချက်ပဲနဲ့အကောင်းစားပင်လယ်စာတွေကိုဆိုင်လုံးကျုပ်ဝယ်သိမ်းလိုက်ပါတယ်ဒါတွေကိုသိမ်းဖို့အတွက်အကြီးစားရေခဲတက်တာကြီး3လုံးနဲ့အေးခဲတက်တာ2လုံးကိုဝယ်ယူခဲ့ပါတယ်မီးမပြတ်အောင်အိမ်သုံးတအားပေးဆက်တွေဆိုလာပြားတွေပါဝါပန်းတွေအများကြီးဝယ်ပါတယ်အသက်အန္တရာယ်ကာကွယ်ဖို့အတွက်လက်နက်အနေနဲ့ဒူးလေး2လက်များ300ဓာတ်ထုတ်ခံအင်ဂျီနဲ့လေထိုးလေတစ်စီးကိုပါဝယ်ပြီးကတင်အောက်မှာအသင့်ထားလိုက်ပါတယ်ဆေးဝါးကလည်းအရေးကြီးတာမို့ဆေးဆိုင်တွေကနေပရိစီဝဆေးဖျားချဆေးဒဏ်ရာကျဆေးမျိုးစုံကိုဆိုင်ပြောင်းတဲ့အထိဝယ်ပြီးမိခံတစ်တာနဲ့ထည့်ထားလိုက်ပါတယ်အဲ့ဒီနောက်အခန်း3ခန်းလုံးရဲ့တကားတွေကိုဘန်တွေမှာသုံးတဲ့လုံခြုံရေးအဆင့်မြင့်တန်မဏိတကားအထူကြီးတွေလဲတက်လိုက်ပါတယ်အပြင်ထွက်เสียရမလို့ပဲတွားလို့ရအောင်အခန်းတွေကိုအတွင်းကနေနံရံဖောက်ပြီးဆက်လိုက်ပါတယ်သတင်းပေါက်မှန်တွေကိုလည်းဘုံတန်ခံမှန်တွေကတ်လိုက်ပါတယ်အခုဆိုရင်သူမအိမ်ကဘယ်သူမှဖောက်ဝင်လို့မရတဲ့ခန်းတက်ကြီးတစ်ခုလိုဖြစ်သွားပါပြီအရာအလုံးပြင်ဆင်ပြီးချိန်မှာတတိယမြောက်နေ့ညနေဆောင်နေပါပြီတစ္ဆာဖောက်2ယောက်စီကစာဝင်လာပါတယ်မြန်ပြန်လာခဲ့လေနေ့ရဲ့အနားအခန်းလေးထဲမှာငါတို့စောင့်နေတယ်တဲ့ဒါကိုမြင်တော့မင်းသမီးကအေးဆက်ဆက်ပြုံးလိုက်ပါတယ်အရင်ဘဝကအဲ့ဒီအနားအခန်းလေးထဲမှာသူမအသက်ခံခဲ့ရတာလေည8နာရီ28မိနစ်ကဘာပြက်ကစတင်သွားပါပြီအပြင်ဘက်မှာမိုးပေါက်ကြီးတွေကသတင်းပေါက်မှန်ကိုတဖြောက်ဖြောက်နဲ့ရိုက်ခတ်လာပါတယ်မင်းသမီးကတော့သူမရဲ့နှွေးထွေးပြီးလုံခြုံတဲ့35ထပ်မြောက်အခန်းကြီးထဲမှာအကောင်းစားအမဲသားတွေနဲ့မာလာဟုတ်ပေါ်အေးအေးဆေးဆေးစားနေပါတယ်ဖုန်းကထက်မိလာပါတယ်ကောင်လေးကအထိတ်တလန့်နဲ့မိုးကအရန်ကြီးတယ်အိမ်ရှိလန်းတွေအကုန်ရင်ညုံနေပြီးမင်းတကယ်မလာတော့ဘူးလားလို့စာပို့လာပါတယ်မင်းသမီးကကိုလာတော့ရင်မိုးရမ်းကြီးလို့ရထားတွေရက်သွားပြီးငါလာလို့မရတော့ဘူးနင်တို့အဲ့ဒီမှာပဲဆက်နေကြအပြင်ကိုလုံးဝမထွက်နဲ့နော်လို့စာပြန်လိုက်ပါတယ်သူမရဲ့ကိုလာခွက်လေးကိုမြှောက်ပြီး Happy Birthday to me လို့ခတ်တူတူရေးရွတ်လိုက်ပါတယ်အပြင်ဘက်ကရေတွေတက်အစားတောက်ပြက်လက်ပြီးတေးရရှင်ရေကြုံလာချိန်မှာသူတို့နှစ်ယောက်ရဲ့အချစ်စစ်ဘယ်လောက်ခံမလဲဆိုတာကိုစိန်ကြကြထိုင်ကြည့်ဖို့မင်းသမီးကတော့အသင့်ဖြစ်နေပါပြီ